ဘာတဝမ်းရှိနိုင်ငံပေါင်း60ကျော်မှာရုံးတွေဖွင့်လိုက်ထားပြီးနိုင်ငံတကာရာဇဝတ်မှုတွေအတွက်ပြည်ပအာဏာပိုင်တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်တယ်လို့ကျွန်တော်တို့သိရပါတယ်ချမ်းသာတဲ့နိုင်ငံတိုင်းလေကဘာကြီးကိုမလွှမ်းမိုးနိုင်ပါဘူးဆိုကြပါစို့ဒီလက်ရှိအနေအထားမှာဆိုလို့ရှိရင်ဒီရောက်နိုင်ငံဟာတော်တော်လေးကိုစီးပွားရေးတောင်းတတဲ့နိုင်ငံကြီးကိုဖြစ်နေပါပြီဒါပေမဲ့စီးပွားရေးအရာတော့တိုးတက်ရှင်ရင်တိုးတက်လိမ့်မယ်ကဘာကြီးတစ်ခုလုံးကိုရှုံပြီးတော့လွှမ်းမိုးနိုင်တဲ့စွမ်းအားတယောက်မှမရှိပါဘူးအဲ့လိုတယောက်ပဲလားဆိုလို့ရှိရင်ဒီဥပဒေနိုင်ငံတွေမှာလည်းချမ်းသာတဲ့နိုင်ငံတွေတော်တော်များများရှိကြပါတယ်ဒါပေမဲ့ကဘာကြီးတစ်ခုလုံးကိုရှုံပြီးစီးပွားရေးအရာရောနိုင်ငံရေးအရာပါလွှမ်းမိုးထားတဲ့နိုင်ငံဆိုလို့မရှိတော့ပါဘူးအဲ့လိုဆိုလို့ရှိရင်အမေရိကကတော့ yes အမေရိကကတော့စီးပွားရေးအရာရောနိုင်ငံရေးအရာပါကဘာကြီးတစ်ခုလုံးကိုလွှမ်းမိုးထားတယ်ဆိုတာကိုကျွန်တော်တို့လူတွေအလုံးအသစ်ဖြစ်ပါလိမ့်မယ်ဒီနေရာမှာကျွန်တော်ပြောပြချင်တာကကဘာကြီးကိုစီးပွားရေးအရာလွှမ်းမိုးထားတာကိုခြံထားပြီးနိုင်ငံရေးအရာလွှမ်းမိုးတာကိုပြောကြပါစို့ FBI ဆိုလို့ရှိရင်အမေရိကန်မကကဘာကြီးတစ်ခုလုံးကပါတုံ့ရတဲ့ကိစ္စပါဆိုဗီယက်ယူနီယံကြီးတစ်ခုလုံးပြောခွင့်ရတာလေအမေရိကန်ရဲ့ထောက်လှမ်းရေးစွမ်းအားတွေကြောင့်ဆိုတာလူတိုင်းအသိဖြစ်ပါလိမ့်မယ်ကဘာကြီးတစ်ခုလုံးရဲ့ကြီးမားတဲ့ပူခင်းတိုင်းလိုမှာအမေရိကန်အစိုးရနဲ့ FBI ပါဇမြေလို့ဆိုကြပါတယ် FBI မှာအဓိကလောက်ဆောင်နေတဲ့ mission ကြီးနှစ်ခုရှိတယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့ဒီ mission ကြီးနှစ်ခုကတော့ enforcing federal law လို့ခေါ်တဲ့ပြည်ထောင်စုဥပဒေကိုအကောင့်ထဲပေါ်ခြင်း protection national security လို့ခေါ်တဲ့အမျိုးသားလုံခြုံရေးကိုကာကွယ်ခြင်းဒီအမျိုးသားလုံခြုံရေးကိုကာကွယ်ခြင်းဆိုတာဒါအားတာဝန်ကြီးတယ်လို့ကျွန်တော်တို့သိရပါတယ်ဒီ mission ကြီးနှစ်ခုကိုဆောင်ရွက်ဖို့အတွက် FBI ဟာ intelligence လို့ခေါ်တဲ့ထောက်လှမ်းရေးလုပ်ငန်းကိုအခြေခံပြီးမကောင်းမှုတွေကိုစုံစမ်းထောက်လှမ်းခြင်းရှက်အလဲတွေကိုစုဆောင်မျှဝေခြင်းဆိုတဲ့အလုပ်တွေကိုလောက်ဆောင်ပါတယ် FBI ရဲ့လုပ်ငန်းတာဝန်တွေဟာတော်တော်လေးကိုကျေပြန့်တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့ဒီအထက်ကမှတအားအရေးကြီးတဲ့လုပ်ငန်းတွေကိုကျွန်တော်ပြောပြချင်ပါတယ်အမေရိကန်ပြည်တွင်းနဲ့နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတွေကိုစုံစမ်းဖော်ထုတ်တက်ပြခြင်းလို့ခေါ်တဲ့ counter terrorism ဆိုတဲ့အလုပ်ကိုကြီးမားမားလောက်ဆောင်ပါတယ် foreign counter intelligence လို့ခေါ်တဲ့အမေရိကန်နိုင်ငံကိုပြစ်မှတ်ထားတဲ့သူရှိုးလောက်ငန်းနဲ့နိုင်ငံခြားထောက်လှမ်းရေးလောက်ငန်းတွေကိုဖျက်ဆီးဖော်ထုတ်ခြင်းတွေကိုလည်းလောက်ပါတယ်နိုင်ငံခြားထောက်လှမ်းရေးလောက်ဆောင်မှုတွေကိုဖော်ထုတ်တားဆီးခြင်းအလုပ်တွေကိုလည်းကြီးမားမား FBI ကလောက်ပါတယ်အစိုးရစီးပွားရေးနဲ့အများပြည်သူဆိုင်ရာကွန်ရက်တွေကိုတိုက်ခိုက်တဲ့ cyber ရာဇဝတ်ကောင်တွေကိုလည်းဖော်ထုတ်အရေးယူပါတယ်အစိုးရအရာရှိတွေရဲ့အကြမ်းဖက်ချစားမှုတွေကိုလည်းစိတ်စစ်ဖော်ထုတ်တယ်လို့ကျွန်တော်တို့သိရပါတယ်ငွေကြီးခွာချမှုကြီးမားသောစနစ်တကျဖွင့်စီထားသောတရားဝင်မှတ်ပုံတင်တဲ့အဖွဲ့အစည်းတွေကိုလိမ်လည်မှုနဲ့အခြားသောလိမ်လည်မှုပေါင်းများများစွာကိုလည်းကိုင်တွယ်တယ်လို့ကျွန်တော်တို့သိရပါတယ်အဖွဲ့အစည်းလိုက်ပြည်မုံကျူးလွန်ခြင်းပြီးတော့ပြန်ပေးဆွေးခြင်းအခြားသောကြီးမားသောဓာတ်မြတ်မှုတွေကိုလည်းကိုင်တွယ်ဖြည့်ရှင်းတယ်လို့ကျွန်တော်တို့သိရပါတယ်လူမျိုးရေးဘာသာရေးဆက်ရှိတဲ့အမှုပွားမှုရာဇဝတ်မှုများနဲ့လူအခွင့်အရေးဖြိုးဖောက်မှုများကိုလည်းစုံစမ်းစစ်ဆေးတယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့လိုပဲအမေရိကန်နိုင်ငံရဲ့လုံခြုံရေးနဲ့ကမ္ဘာနိုင်ငံအသီးသီးရဲ့လုံခြုံရေးတွေကိုဒီ FBI ထဲကနေပြီးတော့စုံစမ်းစစ်ဆေးဖော်ထုတ်ပါတယ် FBI ဌာနကိုအမေရိကန်နိုင်ငံဝါရှင်တန် DC မှာအခြေစိုက်ပြီးတော့တနိုင်ငံလုံးကိုအဲ့ဒီဌာနကပဲဂိုင်းတွေဖြည့်ရှင်းပါတယ်စီမံခန့်ခွဲပါတယ်အမေရိကန်ပြည်ထောင်တဝန်းရှိမြို့ကြီး50မြို့မှာတည်ရှိပြီးဒေသတွင်းစုံစမ်းစစ်ဆေးမှုတွေကို direct ကြီးလောက်ဆောင်တယ်လို့ကျွန်တော်တို့သိရပါတယ်နေမြေရုံးတွေရဲ့လက်အောက်ခံရုံးခွဲလေးတွေဟာမြို့ငယ်တွေနဲ့ဒေသတွေမှာရှိပြီးအမေရိကန်တဝန်း400ကျော်ခန့်ရှိတယ်လို့ကျွန်တော်တို့သိရပါတယ်ကမ္ဘာတဝန်းရှိနိုင်ငံပေါင်း60ကျော်မှာရုံးတွေဖွင့်လိုက်ထားပြီးနိုင်ငံတကာရာဇဝတ်မှုတွေအတွက်ပြည်ပအာဏာပိုင်တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်တယ်လို့ကျွန်တော်တို့သိရပါတယ်စုံစမ်းစစ်ဆေးမှုတွေနဲ့အန္တရာယ်ရှိတဲ့အခြေအနေတွေကိုကင်တွယ်ဖို့အတွက် FBI မှာအထူးကျွမ်းကျင်တဲ့အဖွဲ့တွေရှိတယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့ဒီspecial agent တွေဟာအမှုများကိုစုံစမ်းဖော်ထုတ်ခြင်းတက်ဒီခံပစ္စည်းများစုဆောင်ခြင်းတရားရုံးမှာတက်ဒီခံခြင်းနဲ့ရာဇဝတ်ကောင်များကိုဖမ်းဆီးခြင်းလောက်ဆောင်တယ်လို့ကျွန်တော်တို့သိရပါတယ်အလွန်အန္တရာယ်ကြီးတဲ့ဖမ်းဆီးပုံများအတွက်အသုံးပြုတဲ့ထိုက်တန်အထူးတပ်ဖွဲ့ဆိုပြီးတော့လည်းရှိပါတယ်အဲ့လိုပဲအားလုံးကိုရှုံပြရလျင် FBI ဟာနိုင်ငံတော်အတွင်းဥပဒေစိုးမိုးရေးနဲ့ထောက်လှမ်းရေးလောက်ဝနှစ်ရက်ပေါင်းစပ်ပြီးတော့နိုင်ငံတော်ရဲ့အကြီးမားဆုံးချိန်ချောက်မှုတွေကိုရင်ဆိုင်ဖြစ်ရှင်းနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြခြင်းသာလျှင်ဖြစ်ပါတယ်